ကဲအားလုံးပဲကို Jace ကခနောရဲ့ဟင်းချက်ရင်ဇင်ဖန်ကင်းစီစဉ်အတွက် challenge ခေါ်တဲ့ video လေးကိုတွေ့ပြီးကြပြီထင်တယ်နော်ဒီအတွက် a live ဖတ်ဆုံးဖြစ်မယ်ထင်တဲ့ dish လေးတစ်ခုကိုရွေးထားရဗျဘာလေးဖြစ်မယ်ထင်လဲမြည်ကြည့်ပြီးတာနဲ့ကိုပါတခါတည်းကြွေသွားစေမယ် Mary Me Chicken Pasta လေးပါဗျ Pasta တွေကိုရေစားစီနဲ့အတူပြုတ်လိုက်ပါမယ်ရေစစ်ပြီးတော့စီလေးနဲ့အပူပြန်ပေးလိုက်မယ်ကြက်သားကိုနှပ်ဖို့စားငရုတ်ကောင်းနဲ့ခနောကြက်သားမို့ထည့်မှာဖြစ်ပါတယ်ခနောဖလက်တိုင်းရဲ့အစီအစဉ်မှာကပ်ပရီကြီးပဲမဟုတ်ဘူးစင်ငယ်တွေကလည်းကိုချက်တဲ့ဟင်းနဲ့ဈေးပန်းချင်းပြိုင်လို့ရရင်အနိုင်ရရင် fine dining dinner ကိုချစ်ရတဲ့သူနဲ့အတူတူစားရမှာဆိုတော့ what you waiting for ကဲ Jace ရေကိုကတော့ challenge လေးလုပ်ပြီးသွားပါပြီ Mary Me Chicken Pasta လေးကိုလည်းချက်ပြပြီးသွားပြီမလို့အားလုံးလည်းခနောရဲ့ဒီအစီအစဉ်လေးမှာပါဝင်ဖို့မမေ့နဲ့နော်ခနောရဲ့ Black Dining စီစဉ်မှာပါဝင်မယ်ဆိုရင်ကိုချက်ထားတဲ့ဟင်းနဲ့အတူဓာတ်ပုံရိုက်ပြီးရင်အကောင့်မှာ hashtag နဲ့ post တင် post ကို screenshot ရိုက် comment မှာမှန်းခဲ့ရုံနဲ့ဒီအစီအစဉ်လေးမှာပါဝင်နိုင်ပါပြီ